ကဲဒီနေ့ကျွန်တော်တို့အိမ်တိမ်မှာ aircon စားပြီးသွားလုပ်တဲ့အခါပြီးခဲ့တဲ့သင်ခန်းစာတွေမှာတော့ MBR အကြောင်းတွေကိုအသေးချာလေးရှင်းပြခဲ့တယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ aircon စားပြီးသွားလုပ်တဲ့အခါညီငယ်တို့သင်တန်းပြီးတဲ့အခါပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့မနေ့ပြန်တပတ်ကားတွေမှာကျွန်တော်တို့ aircon စားပြီးသွားလုပ်เสียရတယ်အများကြီးရှိတဲ့အခါပြီးခဲ့တဲ့သင်ခန်းစာတွေမှာတော့ကျွန်တော်တို့ MBR သင်ခန်းစာတွေကိုပြောခဲ့တယ်ဒီနေ့ကတော့ R22 ပေါ့နော်ဒီ compressor ကsession ပိုက်ကနေ low pressure gauge ကျွန်တော်တို့ gauge ချိတ်လိုက်တဲ့အခါပေါ့နော် R22 ဆိုရင် low gauge မှာဘယ်လောက်ရှိရမယ် high gauge မှာဘယ်လောက်ရှိရမယ်ဆိုတာကိုအရင်ဆုံးကျွန်တော်တို့သိထားရမှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ pressure gauge ချိတ်လိုက်ပြီဆိုရင်ပထမအဆုံးဒီက pressure gauge မှာတော့0ဆိုတဲ့ဟာလေးနဲ့ပြနေလိမ့်မယ် R22 ဆိုရင်ကျွန်တော်တို့က R22 ဆိုရင်ဆယ်မောင်းနေတဲ့အခါကျရင်ကျွန်တော်တို့က60ကနေ80ရှိရမှာဖြစ်တယ်နော်80 PSN ရှိရမှာဖြစ်တယ်ဒါဆို60ကနေ80 PSN မှာရှိလို့ဒီ aircon မောင်းနေတယ်ဆိုရင်တော့ဒီ PSN ဒီပုံမှန်အနေထားဖြစ်တယ်ပုံမှန်အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအင်္ဂါ aircon ဒီကျွန်တော်တို့ကပုံမှန် aircon service လုပ်တဲ့အနေထားမျိုးလောက်ပဲဖြစ်တယ်နော်ဒါ get တွေပါတယ်တိတ်ဖြစ်เสียမလိုဘူးအဲ့တော့ဒီ check လက်တဲ့ PSN ကကျွန်တော်တို့တက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်အဲ့လိုမျိုးဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်တို့က cable juice အခြေအနေတိတ်မကောင်းတော့ဘူးဖြစ်ပါတယ်ဒါဆိုရင်အဝါကျင်းသွားတာတွေတော့မဟုတ်ကျွန်တော်တို့အဲ့ဒီရဲ့ cable juice ဒီပိုက်လိုက်ပွန့်လိုက်ပိုက်လိုက်ပွန့်လိုက်အဲ့လိုလက္ခဏာတွေဖြစ်နေတာဖြစ်ပါတယ်ဒါမှမဟုတ်ဒါကကိုယ်တိုင်တခြားစားပေးတရားရောက်ဒါမှမဟုတ်ကိုယ်တိုင်စားပေးပြင်ထားတာဆိုရင် cable juice ရှည်နေတာဖြစ်တယ်เนาะဒါလေးတွေနားလေထားဖို့လိုတယ်အဲ့တော့ပုံမှန်60တို့80လို့ဆိုရင်တော့ဒါကကျွန်တော်တို့ပုံမှန်အနေထားမျိုးဖြစ်ပါတယ်ဒါဆိုရင် Indo friend လေးပုံမှန်လေးနေမယ် outdoor လေးပုံမှန်လေးနေမယ်ပြီးခဲ့တဲ့သင်ခန်းစာမှာတော့ကျွန်တော်တို့ MBR အကြောင်းတွေရှင်းပြပြီးသွားပြီဒါဆိုရင် R4 တန်းပေါ့เนาะ R410 ဆိုရင်တော့စက်မောင်းနေတဲ့အခါကျတော့130 PSN ကနေပြီးမှ150 PSN ရှိရမှာဖြစ်တယ်ဒါကတော့ဆက်မောင်းနေတဲ့အခြေအနေမျိုးမှာပြောပြတာပေါ့နော်အဲ့တော့သူကတော်တော်များများ410မှာကျွန်တော်တို့180 200အဲ့လိုနေထားမျိုးပြနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ capacity site မမှန်တာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီအင်္ဂါ aircon တွေအေးပို့နေလိမ့်မယ်ဖြစ်ပါတယ်အဲ့တော့ R22 တွေကတော့တော်တော်များများအေးနှုန်းကောင်းတာကိုတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ aircon service လုပ်တဲ့အခါပဲဖြစ်ပေါ့နော်ဘယ် aircon ကပိုကောင်းလဲဘယ် brand ကပိုကောင်းလဲဆိုတော့ဟာလေးတွေကကျွန်တော်နောက် video file တွေမှာကျွန်တော်အသေးစိတ်လေးတွေရှင်းပြလာမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော် aircon brand တွေအများကြီးရှိတဲ့ထေကမှာဘယ် aircon brand ဒီပိုအကောင်းဆုံးပါလို့ကျွန်တော်တို့ကဒီလို public မှာပြောပြဖို့ခက်ခဲတယ်ဒါပေမဲ့ကိုယ်တင်နန်းသားတွေဆိုရင်ကို online တက်နေတဲ့လူတွေဆိုရင်တော့အသေးစိတ်လေးကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်เนาะဒါကတော့410မှာဆက်မောင်းနေတဲ့အခါဖြစ်ရမှာပုံမှန်ဒီဟာကိုချိန်လိုက်တဲ့အခါကျရင်60တို့80ကပုံမှန်အနေထားမျိုးမှာနေတယ်60ရဲ့အောက်မှာ50ကနေ40လောက်ပြနိုင်ခဲ့မယ်ဆိုရင်ဒီ aircon မှာ gap ပမာဏနင်းနေတာဖြစ်ပါတယ်เนาะ gap PSN နင်းနေတာဖြစ်ပါတယ်60တို့80ထက်ကျော်သွားခဲ့မယ်80 90အဲ့လိုမျိုးပြမယ်ဆိုရင် compressor တွေဘာချိုးနိုင်တယ်ဖြစ်ပါတယ်เนาะအေးနှုံးပေါ်တာတွေဖြစ်နိုင်ပါတယ်ဒါတော့ R410 မှာလေကျွန်တော်130နဲ့150ဒီပုံမှန် AA နှုန်းဖြစ်ပါတယ်100 PSN တို့80 PSN တို့ဆိုရင်တော့ကန်နေနေတာဖြစ်တယ်180တို့190တို့ဆိုရင် AA နှုန်းပို့တာဖြစ်နိုင်ပါတယ်เนาะ AA နှုန်းလေးနည်းနည်းအေးတာလေးတွေတိတ်မရှိဘူးနည်းနည်းလေးအေးပို့မယ်အဲ့ဒါကတော့ကျွန်တော်တို့ capacity အခြေအနေအကြောင်းဖြစ်ပါတယ်เนาะဒါကကျွန်တော်တို့အိမ်တိုင်မှာတွားလုပ်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ pressure gauge ချိန်လိုက်တဲ့အခါ R22 ဆိုရင်60တို့80ရှိရမယ် R410 ဆိုရင်ဆက်မောင်းနေတဲ့အခါ130ကနေ150ရှိရမယ်180တို့190တို့200တို့ရှိနေခဲ့မယ်ဆိုရင်ဒီအခြေအနေဒီပုံမှန်မဟုတ်တော့ဘူးအေးနှုန်းတွေပို့နေပါလိမ့်မယ်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီသင်ခန်းစာကတော့ကျွန်တော် pressure gauge ချိန်လိုက်တဲ့အခါလို့ကျွန်တော်ပြထားတာဖြစ်ပါတယ်ဒီနေသားဆိုရင်ကျွန်တော်တို့ကဒါကိုပြီးခဲ့တဲ့သင်ခန်းစာမှာ MBR အကြောင်းတွေရှင်းပြပြီးသွားပြီမို့လို့ gas သိမ်းလို့ရတာဖြစ်ပါတယ် gas သိမ်းတဲ့အပိုင်းတွေကတော့ကျွန်တော်တို့ video file တင်တဲ့အခါကျွန်တော်တို့ပြချင်တဲ့ target တစ်ခုချင်းစီပဲကျွန်တော်တို့ရိုက်လို့ရတာမို့လို့ pressure gauge ချိန်တာနဲ့ကျွန်တော်တို့ MBR ချိန်တာကျွန်တော်တို့ gas သိမ်းတာကိုအားလုံး video file တစ် file ထဲမှာထည့်ပေးလို့မရဘူးပေါ့နော်ကျွန်တော်သင်ခန်းစာအပိုင်းလိုက်ကိုပဲကျွန်တော်ရှင်းပြလို့ရမှာဖြစ်ပါတယ်
အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုကျွန်တော်သင်တန်းသားတဲ့အပြင် online ကတက်နေကြတဲ့သူတွေဒါမှမဟုတ်အပြင်ကနေလေးလာနေကြတဲ့မိုက်ဆွေငင်းငယ်တွေရှိခဲ့မယ်ဆိုရင်လည်းတစ်ပိုင်းချင်းစီလေးလာတင်ယူသွားပါเนาะကျွန်တော်ဒီ online Facebook မှာလည်းရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်က TikTok မှာလည်းကျွန်တော်တင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ Facebook မှာလည်းတင်တယ် YouTube မှာလည်းတင်တယ် TikTok မှာလည်းတင်တာဖြစ်ပါတယ်မိုက်ဆွေတို့အနေနဲ့အခုမှစတင်လေးလာတဲ့ငင်းငယ်တွေဒါမှမဟုတ်တင်တန်းပြီးခါစားငင်းငယ်တွေသို့မဟုတ်ဒီလောကကိုဝင်မဲ့သူတွေအတွက်ကကြတော့ကျွန်တော်တို့တပိုင်းချင်းစီနားလေထားရမှာဖြစ်ပါတယ်เนาะ MBR ဆိုရင် MBR အကြောင်းနဲ့ပတ်သက်တာလည်းရှိ MBR အကြောင်းနဲ့တင်ထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါ BSN ဆိုရင် BSN အကြောင်းနဲ့ pressure ဘယ်လောက်ရှိရမယ်ဆိုရင် pressure ဘယ်လောက်ရှိရမယ်ဆိုတဲ့သင်ခန်းစာကိုကြည့်ပါဒါကတော့ညီတို့မကြခင်မှာကျွန်တော် aircon survey လုပ်မယ်ဒါမှမဟုတ်မနစ်ဖြန် survey လုပ်ရမယ်တင်ကြားမုံပြီးသွားတဲ့အခါကိုပိုင် survey လုပ်တဲ့အခါလေးကျွန်တော်တို့တရားတွေကိုကြုံရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုတစ်ပိုင်းချင်းစီကိုအသေးစိတ်လေးနားလေသွားဖို့လိုတယ်ကျွန်တော်နာမည်ကိုဝမ်းလိုက်ဖြစ်ပါတယ်လူငယ်တွေရဲ့အသက်မွေးကြောင်းပညာရပ်ကိုကျွန်တော်တို့သင်ကြားပေးနေတဲ့သင်တန်းဆရာတယောက်ပါကျွန်တော်ရဲ့သင်တန်းကိုတက်ရောက်ခြင်းနဲ့စိတ်ဝင်စားလို့တက်ရောက်ခြင်းနဲ့သို့မဟုတ်အကြောင်းမျိုးကြောင့်လူကိုယ်တိုင်လာရောက်မတင်နိုင်တဲ့သူတွေကြတော့ online သင်တန်းကနေတက်လို့ရတယ် online ကနေတက်လို့ရတာဖြစ်ပါတယ် online မှာလည်းကျွန်တော်အပြင်မှာလုပ်တဲ့အတိုင်းပဲကျွန်တော်သေးစိတ်သင်ခန်းစာလေးတွေကိုရှင်းပြပါတယ်တော်တော်လေးနားလေတာဖြစ်ပါတယ်เนาะသင်တန်းကြီးကိုသိကျင်နေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့သင်ကြားတဲ့အခါလူငယ်တွေရဲ့အသက်မွေးကြောင်းပညာရဲ့တစ်ခုလာတင်တဲ့အခါကျရင်သင်တန်းပြီးသွားတဲ့အခါကိုယ့်ရင်ကိုယ့်ရမှာတပိုင်းတနိုင်လောက်ကန်စားတော့နိုင်အောင်အတွက်ကျွန်တော်သေစာလေးလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်သင်တန်းကြောင်းမှာသင်တန်းကာလတစ်လကြာတာဖြစ်ပါတယ်သင်တန်းကတော့မတန်မချင်းတက်လို့ရတယ်သင်တန်းကြီးကတော့6သိန်းခွေသင်တန်းကာလတစ်လတိုးတော့မှာနေစရာအခမဲ့စားစရာအခမဲ့ကျွန်တော်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကောင်းလိုက်ပါ